ဒီလိုဖွင့်ထားဘလူးလေးတစ်ပုဒ်ကိုရဖို့ဘလို့ခက်မှာဘလို့အပ်တရရဲဆိုတာစင်စင်နဲ့တူတူသွားကြည့်ကြမယ်ရှင်အခုတော့ဒီလိုပဲခွင့်ထားဘလူးလေးအများကြီးကိုဖန်တီးပြီးတော့တင်ပြီးတော့မှဖြစ်လို့စင်စင်ကောက်ပြီးတော့လည်းထောလို့လို့ဖို့မမေ့ပါနဲ့ရှင်ခက်တဲ့ရောဝင်ပြီးသွားရင်ဘလူးတစ်ပုဒ်ယူလိုက်ပါပြီးရင်တော့ဒီနေရာမှာကိုလူချင်းတဲ့နေရာလောက်ပဲထားလိုက်ပါဒါမျိုးလုပ်ပြီးသွားပြီဆိုလို့ရှိရင်နောက်ထပ်ဘလူးကတ်ရိုက်ထားတဲ့ဟာကိုထပ်ပြီးတော့မှရွေးလိုက်ပါဒါကတော့ဓာတ်ပုံပေါ့နော်ဒီမှာပစ္စည်းလေးရိုက်ထားတဲ့ဓာတ်ပုံလေးကိုယူလိုက်ပါပြီးရင်သူ့ကိုဒီမှာပြီးလို့ရှိရင်သူ့ကိုဒီမှာလက်ကလေးနဲ့ထောက်ပြီးတော့လမှုပကြီးဖြောက်လိုက်ပါဒါလေးနဲ့ညီအပေါ်ဟာလေးနဲ့ညီဆွဲလိုက်ပါဆွဲလို့ပြီးသွားပြီဆိုလို့ရှိရင်နောက်ထပ်ကတ်တစ်ခုယူပါမယ်ပြီးရင်တော့ဒီနှစ်ကတ်ကိုသွားပြီးတော့မှဖတ်ထည့်လိုက်ပါကြလာတဲ့ပုံစံလေးကလှအောင်ပေါ့နော်ဒါလေးကိုသွားပြီးတော့မှထည့်လိုက်ပါပြီးလို့ရှိရင်လည်းနောက်တစ်ကတ်မှလည်းအလိုပဲလုပ်ပါမယ်ပြီးအမှန်ကြီးကလေးချစ်လိုက်ပါသူ့ကိုလည်းအလိုပဲကြလာတဲ့ပုံလေးပေါ့နော်ဒါဆိုရင်တော့ဒီလိုမျိုးလေးဖွင့်ကြည့်လိုက်ပါဒါဆိုရင်တော့အပေါ်ကနေကြလာတဲ့ပုံလေးရပြီပေါ့နော်ဒီနီလန်းလေးတိုင်းမဲ့သွားလို့ကြည့်ပါ